ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီနီလန်တစ်ခုတည်းနဲ့ပဲလူသားတွေဟာဘယ်တက်ရှိမျိုးစိမ်းမှမရောက်ဘူးတဲ့နေရာတွေထိရောက်ရှိနိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကစပြီးလူသားတွေဟာအာဖရိကတိုက်ကနေစတင်ထွက်ခွာခဲ့ကြပါတယ်။ဒါဟာတစ်ချိန်နဲ့အစုလိုက်ပြုံလိုက်ချီတက်ခဲ့တာမဟုတ်ပါဘူး။2000ပေါင်းများစွာအတွင်းမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လူအုပ်ငယ်လေးတွေကအရင်လူသားတယောက်မှမရောက်ဘူးတဲ့နယ်မြေတွေစီတဖြည်းဖြည်းချဲ့ထွင်သွားခဲ့ကြတာပါ။သူတို့ဟာအရှိအလဲပိုင်းကိုဖျက်ကျော်ခဲ့ကြတဲ့အာရှတခွင်ပြန့်နှံ့သွားခဲ့တဲ့ဥရောပကိုရောက်ခဲ့တဲ့စိုက်ဘေးရီးယားအထိလမ်းလျှောက်ခဲ့တဲ့မြေပြင်တရားကိုဖျက်ပြီးအလက်စကာကိုရောက်ခဲ့ကြသလိုအဲ့ဒီကနေအမေရိကတိုက်တလျှောက်တောင်ဘက်အထိဆက်လက်သွားခဲ့ကြပါတယ်။သူတို့သွားခဲ့တဲ့အကွာအဝေးဟာမိုင်15000ခန့်ရှိပြီးသွားမဲ့နေရာတကယ်ရှိတယ်ဆိုတာတော့မသိခဲ့ကြပါဘူး။ဒါပေမဲ့လူအများစုမပြောကြတဲ့အချက်တစ်ခုကတော့သူတို့ဟာဥတီချက်မရှိဘဲလမ်းလျှောက်နေခဲ့တာမဟုတ်ပါဘူး။ရှေးဟောင်းသုတေသနပညာရှင်တွေကမီးတောင်နဲ့မိုင်းယာချီဝေးတဲ့နေရာတွေမှာအာဘစီဒီယန်ကြောက်ကရိယာတွေကုန်းတွင်းပိုင်းနဲ့မှာပင်လယ်ခွန်တွေတောင်တန်းတွေကိုဖျက်ပြီးရောင်းဝယ်ခဲ့တဲ့ဒမ်ဘယ်ကြောက်တွေကိုတွေ့ရှိခဲ့ပါတယ်။ဒါကသူတို့ဟာအဝေးကြီးကိုရည်ရွယ်ချက်ရှိသွားခဲ့ကြတာကိုပြသနေပါတယ်။ကုံသွယ်ဖို့တခြားအဖွဲ့တွေနဲ့ဆက်သွယ်ဖို့တယောက်ယောက်ပြောပြထားတဲ့အရင်းမြစ်တွေကိုရှာဖွေဖို့သွားခဲ့ကြတာပါ။ဒါဟာဥတီချက်မဲ့လှည့်လည်သွားလာခြင်းမဟုတ်ပဲခြေလျင်ကွန်ရက်တိဆောက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လမ်းလျှောက်ခြင်းမှာပြဿနာတစ်ခုရှိပါတယ်။တဲကန်နာရကိုဖျက်လျှောက်နိုင်တယ်တောင်ကြားလမ်းကိုလည်းဖျက်နိုင်တယ်။ဒါပေမဲ့မြစ်တစင်းကတော့ခရီးကိုရပ်တန့်စေပါတယ်။မြစ်တွေကနေရာတိုင်းမှာရှိနေပါတယ်။ရွှေပြောင်းသွားလာတဲ့လမ်းကြောင်းတွေအမဲလိုက်ရာနေရာတွေကုန်းသွယ်ရေးလမ်းတွေကိုအမြဲဖြတ်တောက်ထားပါတယ်။နှစ်ပေါင်းရာထောင်ကြီးကြအောင်ရေပြင်ဆိုတာလူသားတွေအတွက်နံရံတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ရေတိမ်တဲ့နေရာကိုရှာပြီးဖြတ်မယ်မဟုတ်ရင်နောက်ပြန်လှည့်ရုံပဲရှိပါတယ်